Hello အသေးရောက်ထားတဲ့ figure တွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါလေးက Zoro ပါ Wano Arc ပုံစံလေးပါ Ichiban Master Light version ဖြစ်ပါတယ်ဒါက Shangoma POB Megahouse version လေးဖြစ်ပါတယ်2010ကထွက်ထားတဲ့ဘူးဆိုတော့version အဟောင်းလေးပေါ့နော်ဘူးလေးကတော့အနေထားလေးကတော့မစိုးဘူးတော်တော်ကောင်းတယ်ဘူးကလေးတော့မတော့မမနိုင်ရှန့်ရဲ့နာမီရဲ့စမ်းကြီးရဲ့ပေါ့နော်ကျွန်တော်တော့ရှန့်ပဲဝယ်စုထားတာရှန့်ဒါကတော့ ace ကို figure 0ဒီ8လပိုင်းလောက်ကမှပြီးခဲ့တဲ့8လပိုင်းမှာထွက်ထားတာပေါ့နော်ကျွန်တော်စီတော့အခုမှရောက်တယ် share လေးတော်တော်မိုက်တယ်ဗျာဒါတော့ဟိုဟာနဲ့ယာမာတိုနဲ့အတွဲလေးယာမာတိုကအောက်မှာပါယာမာတိုဘူးက ace ဘူးထက်တော်တော်ကြီးတယ်ပေါ့နော်ဒါဒီဟိုယာမာတိုရဲ့ brown box ace ရဲ့ brown box ကတော့ကျွန်တော်ဖယ်လိုက်ပြီဒါသူ brown box ဒါသူတို့ပို့ထားရဲ့ဒါလိပ်စာတွေပေါ့နော်ဒါကတော့ Zoro ပေါ့နော် Grandista Special Version ဒီကျွန်တော်တို့ animation ထွက်တာ25နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ထုတ်ထားတာပေါ့နော်ဆိုတော့လောဆယ်တော့ Zoro တခုပဲတွေ့ဘူးသေးတယ်ပြီးထူးခြားချက်တစ်ခုကများသောအားဖြင့်အယုတ်တွေကိုထုတ်ပြီးဆိုလို့ရှိရင်သူကဂျပန်ရဲ့တခြား worldwide ရဲ့ဆိုပြီးတော့သူကတခါရေးပစ္စည်းတွေအတူတူဖြန့်နေပေါ့နော်ဒါပေမဲ့ဒီ Zoro ကကျွန်တော်သိထားတဲ့လောက်ဆိုလို့ရှိရင်သူကဂျပန်ပြင်ပနိုင်ငံတွေအကုန်လုံးဖြန့်ထားတာပေါ့တခြားနိုင်ငံတွေအကုန်လုံးအဓိကထားပြီးတော့ဖြန့်ထားတာဂျပန်မှာတော့အဓိကမဖြန့်ဘူးဂျပန်မှာပြန်ပြီးတော့စုကျင်တဲ့ဂျပန်လူတွေကတော့တခြားနိုင်ငံတွေပြန်မှာကြတာပေါ့နော်ဆိုတော့အဲကြောင့်မလို့ तू ကgold sticker နဲ့တော့မလာဘူးဘူးမှာတခါတည်းအသားရိုက်ထားတဲ့ဒီ other nation တွေကိုဖြန့်တဲ့နေရာတွေ other region တွေကိုဖြန့်တဲ့အနေနဲ့ပဲလာတယ်ပေါ့နော်ဆိုတော့ gold sticker တွေကကောင်းတာလား other ဒီလိုမျိုး region တွေဟာကကောင်းတာလားတော့တခြားဗီဒီယိုတွေမှာတော့ကျွန်တော်တိတလောက်ပြောပြမယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့လောတဲ့လက်ရှိရောက်ထားတဲ့ဟာလေးပါဆိုတော့ဒါကျွန်တော်စီရောက်တဲ့ဟာလေးတွေကအလုံးမိတ်ဆက်လို့ပြီးပါပြီဒီပစ္စည်းတွေကို collect လုပ်ချင်တယ်စုချင်တယ်ဆိုလို့ရှင်လေကျွန်တော်ကိုဒီ TikTok message box မှာပဲဖြစ်ဖြစ် Facebook Messenger မှာပဲဖြစ်ဖြစ်ဆက်သွယ်လို့ရပါတယ်။ Okay ပါအားလုံးကျေးဇူးပါ see you in the next video ပါ bye bye